မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့တိုင်းမနေ့မှာကျွန်တော်လွှဲတယ်ပေါ့နော်အကုန်လွှဲပါတယ်ကီလွှဲပေါ့နော်ပြီးကြရင်ဘလိတ်လွှဲဗျာဒီပြီးခါနေ့မှာကျွန်တော်ခွန်ရှစ်လို့ပြီးပြီထင်တာပေါ့နော်အဲဒီရှစ်တစ်ပြောင်းလာတဲ့အတွက်ပေါ့နော်ကျွန်တော်တို့မရခဲ့ဘူးဗျာကျွန်တော်ဒီမနေ့မှာကျွန်တော်အကုန်လွှဲတယ်ပေါ့နော်ဒီညနေမှာကျတော့ကျွန်တော်ဟိုဟာကီမှာဆိုရင်ကျွန်တော်168ကီပေါ့နော်မိတ်ပတ်တီမှာဆိုရင်ကျွန်တော်ဒီတစ်ကိုမိတ်ပတ်ပေါ့နော်ဒီ6ကိုအရင်ပတ်ပါပြီးကြရင်ကျွန်တော်တို့ဒီပြောမှာဒီပလိတ်မှာပေါ့နော်ပလိတ်မှာကျွန်တော်တို့ဒီဒုံညခွန်5ကီးပဲကျွန်တော်ထပ်တွေ့တယ်ပေါ့နော်ဒုံညခွန်5ကီးပေါ့နော်ကျွန်တော်တို့ကပ်မယ်ဆိုရင်ကျွန်တော်ဒီ6ပေါ့နော်ပြီးကြရင်9ဗျာပြီးကြရင်4ပေါ့နော်ဒါပဲရှိပါတယ်ဒုံညခွန်5ကီးပေါ့နော်ပြီးကြရင်6မှာဆိုရင်ကျွန်တော်ဒီ6တစ်ကရှိပြီးသားပေါ့နော်ဒီခွန်ပလိတ်ပေါ့နော်ပြီးကြရင်ဒုံညပလိတ်ဆိုရင်64ဗျာကျွန်တော်ဒီ5ပလိတ်ဆိုရင်69ပေါ့နော်ဒါပဲရှိပါတယ်ပြီးကြရင်ကျွန်တော်ဒီ10မှာဆိုရင်ကျွန်တော်ဒီဒုံညခွန်5ကီးနဲ့ဆိုရင်10နှစ်ပေါ့နော်ပြီးကြရင်ခွန်ပလိတ်ဆိုရင်ကျွန်တော်ဒီ89ပေါ့နော်ပြီးကြရင်ကျွန်တော်ဒီ5ပလိတ်ပေါ့နော်5ပလိတ်မှာဆိုရင်10ခွန်ပြောဗျာကျွန်တော်ဒီ10ခွန်ပေါ့နော်ကျွန်တော်ဒီအားလုံးပေါင်းမှာကျွန်တော်ဒီ6ကွက်ရှိဟိုဟာ10ကွက်ပေါ့နော်10ကွက်လောက်ရှိပါတယ်ကျွန်တော်တို့ဒီညနေမှာပေါ့နော်ကျွန်တော်ဒီ main အောက်ကွက်မှာဆိုရင်ကျွန်တော်ဒီ6တက်ပေါ့နော်ကျွန်တော်ဒီဒုံညပလိတ်ကိုဗျာကျွန်တော်ဒီ6တက်လို့68တော့ပေါ့နော်ကျွန်တော်ဒီကိုနည်းနည်းကြိုက်တယ်ပေါ့နော်ကတ်တာကီမှာဆိုရင်အဲ့မျိုးပလိတ်ယူတယ်ပေါ့နော်ကျွန်တော်ဒီ6တက်68ပေါ့နော်ပြီးကြရင်ကျွန်တော်ဒီ69ပေါ့နော်ကျွန်တော်ဒီတုံးကွက်ကိုမိတ်တင်ပြကြံတဲ့ကွက်တည်းကကျတော့4-5ကွက်ကျတော့အရင်ပေါ့နော်ကျွန်တော်တို့ဒီခေါမမှာပေါ့နော်ကျွန်တော်ကြည့်တာအဲ့ဒီစကွန်ရှော့လေးပါရိုက်ပြီးတော့ပြပါလားပါညာပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ပေါ့နော်ကျွန်တော်ကနန်းလေးကိုကျွန်တော်ဗီဒီယိုလေးကိုဒီချာလေးကြည့်ပြီးတော့ကျွန်တော်ကနန်းပြတဲ့နေရာမှာပေါ့နော်စကွန်ရှော့လေးယူပြီးတော့ယူထိုးဖို့ပြအဲ့လိုပုံစံပေါ့နော်ကျွန်တော်လည်းပြချင်ပါတယ်ကျွန်တော်အချိန်အဲ့လောက်ရှိမရှိဘူးပေါ့နော်ကျွန်တော်ဒီအချိန်လည်းနည်းနည်းပဲရတာပေါ့နော်ကျွန်တော်ဒီဗီဒီယိုလည်းအရင်မရှိဘူးဗျာကျွန်တော်ဒီ10မိနစ်2မိနစ်ပဲအချိန်ပေးပြီးတော့ကြည့်လိုက်ပေါ့နော်ကျွန်တော်ကနန်းပြောတဲ့နေရာမှာဆိုရင်လည်းကျွန်တော်ရေးပြီးတော့ကျွန်တော်စာနဲ့ရေးထားတာပေါ့နော်အဲ့ဒီမျိုးလေးရှူရင် shot ပြီးတော့ယူပြီးတော့ကြည့်လိုက်ပေါ့ဗျာအရှင်ပြည်ဒီလိုလေးပေါ့နော်ကျွန်တော်လည်းအရှင်ပြည်ဒီလိုလေးကိုစူးစမ်းပြီးတော့ပေးပါတယ်ပေါ့နော် site တွေပါတယ်သိချင်တော့ကျွန်တော်ဒီ Telegram မှာကျွန်တော်တင်ထားတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာလည်းကျွန်တော် link လေးချပေးခဲ့တယ်ဗျာအဲကနေတရှင်ကြည့်သွားပြီးတော့ကြည့်လိုက်ပါတော့အဲ့ဒါမှာကျတော့ကျွန်တော်ဒီပုံလေးနဲ့ကျွန်တော်စာလေးနဲ့ကျွန်တော်ဒီချာလေးကိုရှင်းပြထားပါတယ်ဒီ YouTube မှာကျတော့ကျွန်တော်ဒီလိုလေးနဲ့ပဲကျွန်တော်တင်မယ်ပေါ့နော်အရှင်ပြည်ဒီလိုလေးကိုကစားပါအားလုံးကံကောင်းပါစေဗျာအားလုံးပေါက်ကြပါစေ